မျိုးပြရဲ့မွန်းကျမှုတွေကနေရုံထွက်ဖို့အတွက်ကျွန်တော်နဲ့ကျွန်တော်အဖေဟာရွာလေးတစ်ရွာကိုပြောင်းလာခဲ့တယ်။ရွာလေးကတိတ်ဆိတ်အေးချမ်းပေမဲ့အဖေငှားလိုက်တဲ့တစ်တာအိမ်ဝင်ကြီးရဲ့တည်နေရာကနည်းနည်းတော့တီးတန်းဆန်နေတယ်။အိမ်နဲ့မနီးမဝေးမှာအေယာမညောင်မင်းကြီးတစ်ပင်ရှိတာသတိထားမိတယ်။အဲ့ဒီအပင်ကြီးကနေလေဘက်မှာတော့အလင်းရောင်ကောမဝင်နိုင်တော့အောင်အကိုင်းအခက်တွေရှုပ်ထွေးပွေလီနေတယ်။ညဘက်ဆိုအဲ့ဒီညောင်မင်းကြီးနားကိုဘယ်သူမှမတွားရဲကြဘူးလို့ရွာခံတွေကပြောကြတယ်။တာမင်းခန့်အဖေပြောတော့တေချာနားထောင်။အဲ့ညောင်မင်းနားကိုဘယ်တော့မှမတော်မိစေနဲ့။ကစားရင်လည်းဒီဘက်ကွင်းထဲမှာပဲကစား။အဖေကကျွန်တော်တို့ဒီရွာလေးကိုပြောင်းလာတဲ့ပထမဆုံးနေ့မှတင်အလေးအနက်သတိပေးခဲ့တယ်။အဖေကခါတိုင်းဆိုသဘောကောင်းတဲ့လောက်အဲ့ဒီနေ့ကျတော့သူ့မျက်နှာကတကယ်ကိုတည်တတ်နေခဲ့တယ်။ဘာလို့လဲအဖေအဲ့ဒီညောင်မင်းကဘာဖြစ်လို့လဲကျွန်တော်ကတီးကျင်စိတ်နဲ့အဖေကိုပြန်မိတယ်အဲ့ဒီခါအဖေကဒေါသထွက်တဲ့လေတံဖြစ်လူကြီးပြောရင်နားထောင်စမ်းငါ့ကိုပြန်မမင်းနဲ့အဲ့ဒီပင်နာတွိုင်းအနေဖြစ်မှဆိုလို့မင်းကိုတားနေတာတပတ်လောက်ကြာတော့ကျွန်တော်လဲအဲ့ဒီအပင်ကြီးကကြောက်ရောက်ကမှန်သိလာခဲ့တယ်ညဘက်ဆိုရင်အဲ့ဒီအပင်ဘက်ကနေခွေးတွေကအရန်ဥလာဗျတရက်ညနေဆောင်မှာတော့မမျော်လင့်ထားတာလေးတစ်ခုဖြစ်လာခဲ့တယ်ကျွန်တော်တယောက်တည်းအိမ်သားမှာဘောလုံးကစားနေရင်ဘောလုံးကအချိန်လွန်သွားပြီးညောင်မင်းကြီးနားကခြုံမိုးတွေထဲလဲဝင်သွားတယ်ဟာဒုက္ခပဲကျွန်တော်ခြေလမ်းတွေခဏရက်တန့်သွားတယ်ပတ်ဝန်းကျင်ကလည်းမှောင်စားပြုတ်နေပြီဘောလုံးကောက်ဖို့အဖေတခေါ့ရင်လည်းစူကန်ထိလိမ့်မှာပဲဟာခဏနေပြီးကောင်းလဲရမှာပါညောင်မင်းကြီးရှိရစီတော့တဖြည်းဖြည်းတိုးကပ်သွားမိတယ်ညောင်မင်းကြီးနဲ့ညီရရတဲ့အမြတ်ပေါင်းရင်တစ်ခုလုံးကဆိတ်ချောက်ချပွဲကောင်းတော့အောင်တိတ်ဆိတ်ငြိမ်သက်နေတယ်ခြုံမိုးရီကြားတွေကဘောလုံးကိုရှာနေတော့တစုံတယောက်ကကျွန်တော်အပင်ကြီးနားနဲ့စိုက်ကြီးနေတယ်လို့ခံစားလိုက်ရတယ်ကျွန်တော်လေးကြည့်လိုက်တော့အပင်ကြီးနားမှာအရေးကြီးတစ်ခုကိုတွေ့လိုက်ရတယ်အဲ့ဒီအရေးကကျွန်တော်ရှိရဘက်သို့တပြေးပြေးတိုးလာခဲ့တယ်ကျွန်တော်လည်းကြောက်လွန်လို့အိမ်ဘက်ကိုអော်ပြေးတော့တာပဲအိမ်ရောက်ခန့်နီးတော့ပဲအဖေကိုရုတ်တရက်တွေ့လိုက်တယ်အဖေကသူ့အမြဲဝတ်နေကြကွက်စိတ်အင်ကြီးအပြာရောင်လေးနဲ့တာဘာဖြစ်လို့ဒီလောက်တောင်ပြေးလာရတာလဲဘာဖြစ်လို့လဲပြောပါဦးအဖေကကျွန်တော်ကိုအေးအေးဆေးဆေးပဲမေးတယ်အဖေဟိုပြောမှာလူတယောက်ရှိနေကြောက်စရာကြီးပဲကျွန်တော်ငိုတံပပနဲ့ပြောလိုက်တယ်ဘယ်မှာလဲတာရဲ့ဘာမှမရှိပါဘူးတာမျက်စိမားနေမှာပါလာအိမ်ထဲဝင်အောင်ပေါင်နေပြီလေအဖေလက်ကြီးကအရန်အေးနေတာပဲရေခဲတုံးကြီးကိုကန်ထားရတယ်လို့မျိုးပဲအဖေလက်ကဘာလို့တော့အေးနေတာလဲမိမိတော့အဖေကဘာမှမပြောပဲကျွန်တော်ကိုစိုက်ကြည့်ပြီးပြုံးနေပြန်တယ်အဲ့ဒီအပြုံးကကျွန်တော်ကိုချက်တင်ထားစီတယ်ကျွန်တော်တို့ပြန်လာရင်အိမ်တကားဝါကိုရောက်တော့အိမ်ထဲမှာမီးရောက်မမိန်လေးလေးနေတာကိုတွေ့ရတယ်ကျွန်တော်တို့အိမ်ထဲဝင်မှုလုံနေတော့မှပဲအိမ်ထဲကနေအတန်တန်ထွက်လာတယ်ဟာမင်းခန့်ဘယ်ကပြန်လာတာလဲပြင်မှာမောင်းနေပြီလေမမြင်ဝင်ခဲ့တော့ကျွန်တော်ခြေလမ်းတွေတုံခနဲ့ရက်သွားတယ်အဲ့ဒါအဖေအသက်အစ်စ်ကြီးကျွန်တော်တကူလုံးတုံတက်လာတယ်အဖေအိမ်ထဲမှာအဖေလားကျွန်တော်မဝင့်မရဲអော်မေးလိုက်တယ်အေးလေတာရဲ့အဖေအိမ်ထဲမှာပေါ့ကျွန်တော်တွေးပြတ်သွားပြီအိမ်ထဲမှာအဖေရှိနေဆိုရင်အခုကျွန်တော်လက်ကန်နေတဲ့သူကဘာတူလဲခေါင်းကိုလှည့်ပြီးဘေးကလူကိုမောကြည့်လိုက်တော့မြင်လိုက်ရတဲ့မြင်ကွင်းက